အနန္တာတဲ့ချစ်ခင်အပ်မြတ်နိုးအပ်သောတတ္တဝသင်္ခါရတို့နဲ့ရှင်ကွဲသို့မဟုတ်တေကွဲကွဲကြရလိမ့်မယ်ဆိုတာကိုအိုးရှိတုန်းကစပြီးတော့ငါဘုရားအထက်ထက်အခါကဟောထားပြီးမဟုတ်ပါလားတဲ့နော်တတ္တဝါတွေဆိုတာအမြဲထာဝရအတူတူနေကြရမှာမဟုတ်အခိုက်အတန့်လေးပဲနေကြရတာပါဒါကြောင့်နေရာတော့အခိုက်အတန့်လေးမှာမေတ္တာတရားနဲ့တယောက်ရဲ့အကျိုးကိုတယောက်လိုလားပြီးတော့အကျိုးရှိရှိနေထိုင်နိုင်အောင်ကြိုးစားရမှာခုကိုအမြဲတမ်းနေကြရတဲ့လူတွေအတူတူနေကြရတဲ့လူတွေဟာတကယ်တမ်းကတော့အမြဲထာဝရအတူတူနေကြရမှာမဟုတ်ပါဘူးအဲ့ဒါလို့အမြဲထာဝရအတူတူနေရမှာမဟုတ်ဘူးဆိုတဲ့ဒီအမှန်တရားကိုစဉ်းစားမိခြင်းဒီပင်လျှင်ဆက်ဆံရေးကိုပို့ပြီးတော့ပြည်လည်နိုင်စေတယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒါခဏပဲဆိုတဲ့အတွေးဟာနေရာတုံးကလေးဆိုတဲ့အတွေးကစိတ်ကိုနူးညံ့သွားစေတယ်တိမ်မွေ့သွားစေတယ်နော်မေတ္တာကရုဏာကိုဖြစ်ပေါ်သွားစေတယ်ဟုတ်လားဒါကြောင့်အတူတူနေကြရတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ညာတော်အဖြစ်လူသားတွေဟာအမြဲထာဝရအတူတူမနေကြရဘူးဆိုတဲ့အချက်ကိုမေ့လျော့နေတတ်တယ်ပေါ့ဟုတ်လားအဲ့ဒါလိုမေ့လျော့နေတော့မကောင်းဘူးဆိုရင်လည်းဒါအမြဲမကောင်းနေတော့တာလို့စိတ်ကအဲ့လိုထင်တာဟုတ်လား